နေ့သောဘုံလာမင်းနေညပါဗျာည7 နာရီကျော်ပါဗျာဦးဇင်းရောက်ရှိနေတာတော့ဖေဒီဦးဇင်းဘယ်လိုလုပ်တော့လဲနော်ဦးဇင်းဒီတိယဖြစ်နေတာလောခဲ့တဲ့နှစ်ပေါင်းဒီလိုရယူပါဇာတတဗီမြတ်စွာဘုရားကြီးကခိုးလို့တဲ့ညကလေးပေါ့အဲ့ဒီညလေးကိုဒီတိယဖြစ်နေတာနော်ဇာတတဒုက္ခကြီးကြီးမားမားရောက်နေတဲ့အချိန်မှာသူ့ဒုက္ခကိုဖယ်ရှားမဲ့သူတယောက်မှမတွေ့ခဲ့ဘူးပေါ့နော်သူရောက်တဲ့ဒုက္ခကတော့ကံကြီးထိုက်တဲ့ဝေဒနာပါဗျာဘယ်သမားတော်နဲ့ပဲကုမရတဲ့ဝေဒနာပေါ့နော်အင်မတန်ကြီးမားပါတယ်ဗျလှဲအိတ်လို့လည်းမရဘူးမျက်စိမိတ်လို့လည်းမရဘူးမျက်စိမိတ်လိုက်လို့ရှိရင်မျက်တောင်တွေကလှန်နေလိုပုံစံမျိုးဖြစ်သွားပြီးတော့မျက်စိကိုပြန်ဆူးနေတာပေါ့နော်လှဲအိတ်လိုက်လို့ရှိရင်လည်းဂရင်အောက်ကလှန်တရားနဲ့ထိုးသလိုခံစားရတာအဲ့ဒါကတရက်သေးမဟုတ်ဘူးပေါ့နော်သူ့ဖခင်ကိုပြမပြီးတဲ့နောက်ပိုင်းမှာပေါ်လာတဲ့အရိယူပဝါဒကံရဲ့မျက်မှောက်ဒိဋ္ဌဝိပါကဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုကုစားပေးမဲ့သူကဖရာတဆူပဲရှိတယ်ဆိုတာသိလို့ဒီလိုညာကြီးမှာဆရာဇီဝကရဲ့အကူအညီနဲ့ဇာတတကမြတ်စွာဘုရားထံလာပြီးတော့ကြော့တာပါဗျာမြတ်စွာဘုရားကိုဥစဉ်ဒီနေရာမှာကြည်ညိုမိတာကတော့မင်းကငါတပည့်တာဝကသောတာပန်ဖခင်ကြီးကိုတတ်ခဲ့တဲ့ကောင်မင်းကဖခင်ကိုတတ်ပြီးတော့နန်းတက်ခဲ့တဲ့အာနာရှင်ပဲမင်းငါကြောင်းရိပ်ကိုမနှင်းစေနဲ့မင်းကငါအဲ့ခံစကားမပြောနိုင်ဘူးမင်းအခုထွက်သွားလို့မောင်းမထုတ်တာဗျအဲ့ဒါကိုဥစဉ်ကြည်ညိုမိနေတာဗောနော်နောက်တစ်ခုကတော့ဇာတသက်ကအတော်ပညာဉာဏ်ကြီးပါတယ်ဗျာတာမညာဖလားတုတ်ဒေသနာတော်ကြီးကိုဟောတော်မူတာအဇာတသက်ကိုဟောတော်မူတာဖြစ်ပါတယ်နော်ဒီတုတ်တော်ဒီတုတ်တိုင်ကြီးကိုဖတ်ဖူးတဲ့သူနာဘူးတဲ့သူမှလည်းများတော့အဇာတသက်ကိုမကြည်ညိုတဲ့သူမလေးစားတဲ့သူမရှိနိုင်တော့ပါဘူးနော်အဇာတသက်ကအတိတ်ဘဝတုန်းကဒီအတိတ်ကာလတုန်းကဘလို့ပဲအာနာတွေရမှုခဲ့ပေါ့နော်မတရားသဖြင့်နန်းတက်ခဲ့ပေါ့နော်တနည်းအားဖြင့်ဘလောက်ပဲစိုးတန်းခွဲမိုက်မဲခွဲမြတ်စွာဘုရားကိုဘုဝင်ပြီးတဲ့နောက်ပိုင်းမှာတော့မြတ်စွာဘုရားကိုအသေးစိတ်ကြည်ညိုသွားပါတယ်ဗျာကြည်ညိုသွားပြီးတဲ့နောက်ပိုင်းမှာလည်းပြုပြင်သွားပါတယ်ဗျာပြုပြင်ပြီးတဲ့နောက်ပိုင်းမှာလည်းလိမ္မာသွားပါတယ်လိမ္မာပြီးတဲ့နောက်ပိုင်းမှာလည်းပဲသာသနာတော်အတွက်အများကြီးကိုအလုပ်လုပ်ခဲ့ပါတယ်ဗျာအဇာတသက်ရဲ့နောက်ပိုင်းကဏ္ဍကိုမသိကြတဲ့သူတွေကအဇာတသက်အဖေသက်တာလောက်ပဲသိပြီးတော့လူသိုးပုံပေါ်နေကြတာရှိတယ်ဗောနော်အဇာတသက်ရဲ့ဘဝတစ်စစ်ချိုးဟာဒီနေ့သောဘုံလာပြီညအကြီးဒီအခါကြီးဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့အဇာတသက်ရဲ့ကျေးဇူးကြောင့်ဒီကနေ့ထေရဝါဒသာသနာဟာဒီအချိန်ထိတွေ့ရတာပါလို့တည်ရနာပါလို့ပြောချင်တာပါနော်မြတ်စွာဘုရားကိုလည်းဒီလိုနေကြီးမှာကြည်ညိုတန်းတာတဲ့အနေနဲ့သတိရမိပါတယ်ရှင်မာကတ္တဝမထေရကြီးကိုလည်းလွမ်းဆုံးမိပါတယ်ဇာတသက်ဘုရင်ကြီးကိုလည်းလွမ်းဆုံးမိပါတယ်ရှင်မာကတ္တဝနဲ့ဇာတသက်ဘုရင်ကြီးတို့ပေါင်းပြီးတော့ထေရဝါဒသာသနာတော်ကိုစတင်ခဲ့တာဖြစ်ပါတယ်နော်ထေရဝါဒသံဃာယနာသာသနာတော်နှစ်နံပါတ်1ဆိုတာကပထမသင်္ကာယနာကနေစခဲ့တာဖြစ်ပါတယ်နော်အဲ့ဒီပထမသင်္ကာယနာကိုရှင်မာကတ္တဝမထေရကြီးနဲ့ဇာတသက်ဘုရင်တို့ပူးပေါင်းပြီးတော့တင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ထေရဝါဒအစရှင်မာကတ္တဝကဖြစ်တယ်လို့ထေရဝါဒကိုချီးမြှောက်ခဲ့တဲ့ဘုရင်အစအဦးဆုံးဘုရင်ကလည်းဇာတသက်ဘုရင်ဖြစ်ပါတယ်ဇာတသက်မင်းကြီးကိုလွမ်းပါတယ်ဗျာရှင်မာကတ္တဝမထေရကြီးကိုလွမ်းပါတယ်ဗျာဇာတသက်ဘုရင်ကိုလူဆိုးကနေလူကောင်းဖြစ်အောင်ဆုံးမတော်မူခဲ့တဲ့မြတ်စွာဘုရားကိုတတိတရတန်တလွတ်စွတ်တဲ့အနေနဲ့ကြည်ညိုလို့မဆုံးဖြစ်ရပါတယ်ဗျာ